plastic တွေပေါ်မှာအေးခွက်တွေပေါ်မှာသုံးတဲ့တစိမ့်သုံးလေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီတစိမ့်တုံးထူးတဲ့ impact လေးပေါ်မှာမင်ရည်လေးကိုဖြည့်လိုက်မယ်ဖြည့်ပြီးမင်းတို့ပေးလိုက်တဲ့ဖလင်ပြားလေးနဲ့ညှိလိုက်မယ်ပေါ့နော်ညှိပြီးသွားပြီဆိုလို့ရှိရင်တော့မင်းတို့စပြီးတော့အသုံးပြုလို့ရပြီရှင်အဲ့ဒီမှာကိုရိုက်မဲ့ခွက်လေးပေါ်မှာအသားရလေးဒီလိုလေးရိုက်ပြီးပေါ့နော်လက်ညင်လာတာနဲ့ပို့ပြီးတော့ပုံစံလေးကပိုလှတယ်ပေါ့နော်နောက်တော့ plastic အိတ်ဒီပေါ်မှာရိုက်မယ်ဆိုရင်မင်းတို့ပေးလိုက်တဲ့အောက်ခံဖော့ပြားလေးပေါ်မှာဒီလိုလေးတင်မယ်တင်ပြီးတဲ့အခါမှာတစ်စိမ့်တုံးပေါ်မှာမင်းလေးနှံ့အောင်တို့တေချာလေးထုလိုက်မယ်ထုပြီးတော့ပြီဆိုလို့ရှိရင်မင်းကူရိုက်တဲ့လိုမျိုးလေးရိုက်လို့ရပါပြီရှင်မင်းကမင်းရဲ့ဒီဖြက်စီးမင်းရဲ့ဆိုရင်2မျိုးထည့်ပေးလိုက်တယ်ပေါ့နော်အခုမင်းနားမှာရှိတဲ့ဖြက်စီလေးနဲ့သုံးပေးမယ်ပေါ့နော်တစ်ရှူးလေးပေါ်မှာအနှဲငယ်တင်ပြီးတဲ့အခါကိုရိုက်မှားသွားတာဖြစ်ဖြစ်မလာလို့ဖြက်ချင်တယ်ဆိုရင်ဖြစ်ဖြစ်ပေါ့နော်ဒီလိုလေးဖြက်ပြီးတော့အဲ့ဒီပေါ်မှာပြန်ရိုက်လို့ရပါတယ်ရှင်အခုလိုမျိုးလေးဖြက်လိုက်ရပါတယ်ရှင်တစိမ့်သုံးလေးမှယူခြင်းနဲ့ဆိုလို့ရှိရင်အယောင်နေနဲ့ဆိုရင်အဖြူအမဲဒါအဲ့တဲ့ရွေးထားတဲ့အယောင်ပေါ့နော်တခြားအယောင်တွေလည်းအများကြီးရှိပါတယ်ရှင်တစိမ့်သုံးလေးမှယူခြင်းနဲ့ဆိုရင်ကြာချိန်ရတော့တပတ်ပါရှင်အခုလိုဆုံးလေးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်